တငယ်ချင်းတို့အားလုံးပဲမင်္ဂလာပါ Animus Anime ကနေပြန်ကြည့်လိုက်ပါတယ်ကျွန်တော်နဲ့ဆက်ပြီးမဲ့ Anime ကတော့ Solo Level လေးရဲ့ Episode 4 ပဲဖြစ်ပါတယ်တိုက်ခိုက်မှုကိုရှောင်လိုက်တော့ပေါ်ပါနေတာပဲကြောက်နေလို့မဖြစ်ဘူးဆွဲထိုးလိုက်တာနှွှက်သွားခဲ့တယ်ဟာတမမှုကိုတိုးထားလို့ထင်တယ်ထက်တိုက်တော့စရိုက်ပြန်ထိုးရင်းနဲ့ရှောင်လိုက်ကဘလို့တိုက်ရမလဲကွာတယောက်ထက်တိုက်ရတာတော့လွန်လွန်းတယ်ထွက်ပြေးနေရင်ဘူးမပါဘူးဆိုတော့အဆင်မပြေဘူးအဲ့မှာတိန်ထားတဲ့ဓာတ်ကိုထုတ်လိုက်ပြီးပိုင်းလိုက်တယ်လိုက်ကန်ကိုတတ်လိုက်လို့ level တက်သွားကဒီဓာတ်ကငွေ3သန်းတောင်တန်နေဆိုပဲကန်ရမယ်လို့တောင်မထင်ထားခဲ့ဘူးဒဏ်ရာတွေပျောက်သွားတော့လိုက်ကန်တွေပါထက်ရောက်လာပြီးဓာတ်ကပါညှက်နေလို့ထုတ်မရပဲဖြစ်နေခဲ့ကထွက်လာပါတော့ရသွားတော့ခုတ်လိုက်တယ်အဲ့မှာလိုက်ကန်ကတားလိုက်တော့ကန်ပြီးပိုင်းလိုက်တယ်ဒီကောင်တွေကဟိုအယုတ်နဲ့ရှင်ရင်ဘာမှမဟုတ်ဘူးလိုက်ကန်လည်းထွက်ပြေးသွားခဲ့တယ်ပင်ပန်းလို့ထိုင်လိုက်ကဟာ level 2တောင်ဖြစ်သွားပြီပဲဒဏ်ရာတွေကလည်းပျောက်သွားပြီlevel 2လာတိုင်းတမက်စီတိုးသွားတာပေါ့အလုံးပေါင်း9မှတ်ရထားတယ်နေ့စဉ်တာဝန်ဆိုရင်တော့မှ3မှတ်ပဲရတယ်တိုင်ပွဲမှာဆိုရင် level တက်တာမြန်တာပေါ့ဉာဏ်ပညာကအမှတ်များနေခြင်းတောင်တမာမှုကပိုတိတာတယ်32မှတ်ပဲရှိတာတောင်ခနာကိုကပေါ်ပါနေတာပဲ level တက်လာတာနဲ့စွမ်းရည်ပါတိုးလာတာပဲငါပိုတန်မာလာတယ်လိုက်ကန်နှကောင်တက်လိုက်တာကိုကြွားသလိုဖြစ်နေပြီဒီကောင်တွေမှာ crystal တွေမရှိဘူးလားအော်ပစ္စည်းပဲရတာလားလိုက်ကန်ရဲ့အဆွဲကိုရလိုက်ပြီးဒီကဘာကအပြင်ကဘာနဲ့အတော်ကွာတာပဲဈေးမှလည်းဝယ်လို့မရသေးဘူးအကုန်ရောင်းလိုက်မယ်ကွာပြား20ရတယ်ဒီတိုက်ပွဲကအီးစင်လောက်တော့ရှိတယ်အခုပါဆက်လို့ရမှာလဲပြန်ထွက်တဲ့ကြောက်တုံးနဲ့ထွက်လို့ရပေမဲ့ဘယ်နာမှမသိဘူးအချိန်ကြာလာရင်ရိခါကတိုင်ပတ်မှာအီးစင်ဆိုပေမဲ့ boss ကိုတယောက်ထက်တပ်ဖို့ကခက်တယ်အရန်ကျန်းတဲ့အဆင့်တွေမရောက်ခင်သိသွားနိုင်တာပဲရုပ်တရက်လိုက်ကန်တွေအများကြီးထက်ရောက်လာကကြောက်စရာမလိုဘူးတခါသေးပြီးပြီကျင်ဦးလဲပြေးကျုံတယ်တကောင်မီတကောင်ကိုပိုင်းနေခြင်းနဲ့ငါလည်းမသိစင်တော့ဘူးအဲ့တော့မင်းတို့လည်းမသိနဲ့ငါကတော့တစ်ချက်တည်းနဲ့တပ်ပြက်မှာထက်တိုက်ရအောင်ရှယ်ပိုင်းလိုက်ရင်နောက်ဆုံးအချိန်ထိတိုက်ခိုက်မယ်ပူကျန်းလာရင်စီးမြင့်နေကိုလိုက်နာစရာမလိုတော့ဘူးဂျင်ဦးလဲ level တက်သွားတာနောက်ဆုံးတော့ Wolf Assassin ဆိုတဲ့နာမည်ပါကျသွားခဲ့တယ်အကုန်လုံးကိုကြိတ်လိုက်တော့ဒါကလစ်ချင်နေပြီဘလောက်ဈေးကြီးရဲ့လက်နက်ဖြစ်ဖြစ်ကူအောင်လိုက်ရင်အဲ့လိုဖြစ်သွားတာကြီးပဲ Wolf Assassin ဖြစ်သွားလို့တရိစံမွန်စာတွေနဲ့တိုက်ခိုက်ရင်အစွမ်းတွေအားလုံး40ရာခိုင်နှုန်းတိုးတဲ့အထိပါကျန်းသွားခဲ့တယ်သူ့ရဲ့ပစ္စည်းတွေထဲမှာဝင်ပလေးဆွဲ34ချောင်းဓာတ်တုံ2ချောင်းနဲ့ဂူအပြင်ထွက်တဲ့ကြောက်ပါကျသွားခဲ့တယ်ဒီလိုတန်ပါမဲ့အခွင့်အရေးကနောက်ရဖို့မလွယ်ဘူးဂူပြင်ထွက်လိုက်ရင်ရောဒီမှာပါဆက်ဖြစ်သွားမှာလဲဂိမ်းထဲကလူမျိုးပဲအကုန်လုံးပြောက်သွားမှာလားနောက်ဆုံးတော့လေငါကဘာမှမသိတဲ့အရာရဲ့လက်ထဲမှာပဲဗုဒ္ဓရဲ့လက်ထဲကပြင်းမလို့တလို့မျိုးပေါ့ကဲသွားမယ်ကွာတခြား monster တွေကိုပါတီးလိုက်ပြီး level တက်လာတော့အဲ့ရတာကလွယ်လာတယ်နာမည်ပြတဲ့အကြောင်းတောင်ပြောင်းသွားပြီးအဖီအောင်ကငါထက်အားနေပြီးလိမ္မော်ရောင်ကငါနဲ့အတူတူပဲလို့ပြတာအနီအောင်ကတော့ငါထက်ပိုကျန်းတာကိုပြတာပဲငါလည်းတော်တော်ကျန်းလာတာပဲဒီလောက်ကျန်းလာတာတောင်အောက်ကကောင်ကိုကျုံနိုင်မယ်မထင်ဘူးအာယုံခံနိုင်စွမ်းကောင်းလာတော့တေချာသိနေတယ် level 15တောင်ရောက်နေပြီမဲ့ဒီတာကသိမခံနိုင်တော့ဘူးရှုပ်တယ်ကွာဆင်းပြီတစ်ဖက်မှာတော့ဂျိုဟဲစီဟန်တာအဖက်ကဂိတ်တွေအများကြီးပွင့်နေလို့ဟန်တာတွေမလုံလောက်ပဲဖြစ်နေပြီးဟီလာတွေရန်နေနေလို့သူတို့စီကိုလာဖို့ပြောတော့သူမလည်းလက်ခံလိုက်တယ်မြောက်ဘူတာကိုရောက်တော့တကယ်ပဲဂျီယွန်ဘူတာဟုတ်ရဲ့လားရုတ်တဲ့ဂျင်ဝူလည်းအမီနဲ့ရိုက်ခံလိုက်ရတယ်ဟာငါဒါအဲ့မှာ final boss ဖြစ်တဲ့မွေကြီးခါဆာကရောက်လာခဲ့တယ်ငါဒါကိုသူ့ရဲ့အခြေခွန်တွေကဖြုတ်မှမဟုတ်ဘူးလာတိုက်လို့ဓာနဲ့တားနေရကဒီကအကာအကွယ်တွေကိုအားနေအောင်လုပ်ရမယ်လာကိုက်လို့ပြေးနေရပြီးအမီနဲ့ရိုက်လိုက်လို့လွတ်ထွက်သွားခဲ့တယ်ရီထဲမှာပါလိုက်တိုက်နေပြီးအပေါ်ကိုရောက်တော့ထက်ခစ်လိုက်ရှင်နဲ့ရထားနဲ့ကင်ပေါက်လို့ပြေးရပြန်တယ်ငါကအားနေနေတုံးပဲဘယ်တော့မှတန်ပါမှလဲဒီလိုဘွားကနေလွတ်မြောက်ဖို့ပေါ့ရှောင်းနေရင်းနဲ့အရိုက်ခံလိုက်ရပြီးအဖိခံလိုက်ရကအားနေလွတ်လို့အထင်သေးခံရတာဂျင်ဦးလဲလွှမ်းမိုးနိုင်စွမ်းရှိရင်ဩဇာလွှမ်းအောင်လုပ်နိုင်တယ်အားနေလို့ကြောက်ရွံ့ပြီးအရှုံးပေးရတယ်အထင်သေးခံရတယ်ပညာရှိတောင်တန်မာတဲ့သူရှိမှအားနေလို့တစ္ဆာဖောက်ခံရမှာဂျင်ဦးလဲငွေပေါ်ခုန်တိုက်ရင်းနဲ့အရိုက်ခံလိုက်ရပြီးငါတန်မာလာမှဖြစ်မယ်ငွေကထက်တိုက်ခိုက်တယ်အဲ့ဒီအကောင့်နဲ့ရှင်ဒီကောင်ကဘာမှမဟုတ်ဘူးငွေပေါ်ခုန်တက်ပြီးဖတ်လိုက်ကညှက်လိုက်လို့အတင်းယုံတော့တယ်ဂျင်ဦးလက်ထိသွားပြီမဲ့အသေးညှစ်နေလို့ငွေလက်တွန့်လိန်နေတယ်ရှက်ဒီပြစ်မယ်နောက်ဆုံးတော့မွေကြီးလက်လစ်သွားပြီးဂျင်ဦးလဲ level တွေတိုးနေကငါအရန်ကျန်းနေပါလားဒီကောင်းကြောင့်လက်နက်ကောင်းနေတောင်ရလာတာပဲအကျော်တီတာနဲ့သွေးကိုခန်းချောက်စေတဲ့အစွမ်းနေပါပါတယ်မွေစိတ်လည်းရသွားခဲ့တယ်မြေရောက်ရထားလန်းလည်းအရှင်တိုင်းပြန်ဖြစ်သွားခဲ့တယ်ဂျင်ဦးလည်းဘူတာကနေပြန်ထွက်လာပြီးဘသူလဲကွာဒါနဲ့မင်းကဟန်တာလား sorry နော်အခင်းဖြစ်တဲ့နေရာကိုခေါ်သွားမယ်အပြင်မှာမွန်စတာတွေတောင်းကျမ်းနေတာလားကုံလုံးဒီဘက်ကိုရှင်းပြီးပြီကောင်ကြီးပဲကြံတော့တယ်ငါခန်းစားနေနိုင်ပြီ boss အကောင်ကြီးကိုပေါ့လမ်းမမှာတော့ဟန်တာတွေကမွန်စတာကိုခုခံနေပြီးရဲတွေကတော့လုံချုံရင်ယူပေးထားတယ်တက်ခိုက်သမားတွေကဘာလုပ်နေတာလဲဒီကောင်ကြီးကကြမ်းလွန်းတယ်ဂျင်ဦးလည်းဒီအဖွဲကတင်းဝတ်အားနေတယ်အဆင့်လည်းနှိမ်လွန်းတယ်အီးစင်8ယောက်နဲ့ဒီစင်1ယောက်လောက်ပဲပါလိမ့်မယ်ကုသရေးသမားတွေကတော့ဒီအဆင့်2ယောက်နဲ့ဂူတွေကဖျက်ကြောင်ပလက်ကျွတ်နေတဲ့ဂျူဟဲကိုတွေ့သွားပြီးငါပဲကျန်းလိုက်ရတော့မလားဒီမွန်စတာကခုနကအကောင်ထက်တောင်အားနေတယ်ဒီကောင်ကိုအနိုင်ယူရမယ်ဒါနဲ့လမ်းပေါက်လိုက်တာမွန်စတာလည်းတစ်ခါလေးလွတ်သွားခဲ့တယ်
တုန်းကငါတို့ဝိုင်းထားတာတောင်ဘာမှမဖြစ်တဲ့ကောင်ကဘယ်လိုလုပ်ပြီးလဲသွားတာလဲဒါနဲ့အဲ့ဒီဓာတ်ကရောဘသူဟာလဲအကိုအဲ့ဓာတ်ကဘသူပြစ်လိုက်တာလဲဟိုနားကဟန်တာပဲဟာမရှိတော့ဘူးဂျင်ဝူကတော့တခါနဲ့ခီသွားလိုက်မယ်လို့မထင်ထားဘူးထွက်သွားခဲ့တယ်အဲ့ဒါတွေကိုဂျိုဟဲကတွေ့သွားပြီးဂျင်ဝူရေအစုံနဲ့ကြည့်ရှုပေးခဲ့ကြလို့တငယ်ချင်းတို့အလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်